ဟုတ်ကဲ့ကျွန်တော်ဒီညနေလေးစကားပြောခြင်းလေဗျာဘာလဲဆိုတော့လက်ရှိကျွန်တော်တက်မလို့ထောက်ခံတယ်ရွေးကောက်ပွဲထောက်ခံတယ်ဆိုတာဒါကျွန်တော်တို့အနာရှင်စနစ်ကနေအယက်သားဆိုတာတရပေါ်ထွန်းလာဖို့အတွက်မျှော်လင့်မိလို့ကျွန်တော်ထောက်ခံနေရဗျတဲ့လားနော်အများစုကတော့ကြံ့ခိုင်ရေးပါတီနိုင်မှာပေါ့ဗျာဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့ကဒီနေရာမှာတစ်ခုကအရင်တုန်းကတွေးခေါ်ဟောင်းနေတော့မရှိသေးဘူးလို့ကျွန်တော်ယူဆရတယ်ပေါ့နော်ကျွန်တော်တို့ကလက်ရှိ stay living together with peaceful ပေါ့ဗျာပြောရမယ်ဆိုရင်ကျွန်တော်တို့အတူတကွရှင်တွဲနေထိုင်ရေးမှုကိုကျင့်သုံးမယ်လို့ကျွန်တော်ယုံကြည်တယ်အမမင်း online နဲ့ဒီလိုမျိုးသွားမယ်လို့ကျွန်တော်ယုံတယ်ဒါကြောင့်မို့လို့ကျွန်တော်ထောက်ခံပေးတာဗျတဲ့လားနော်အဲ့လိုဘာပဲဖြစ်ဖြစ်အရင်ကိစ္စတွေကိုသင်ခန်းစာယူပြီးတော့ကျွန်တော်တို့အတူတကွလက်တွဲပြီးသွားမယ်ဆိုရင်တော့ဗမာပြည်ကကျွန်တော်တို့အရင်တစ်ချိန်တော့လို့ပဲပြန်ပြီးတော့မှအာရှမှာအကောင်းဆုံးနိုင်ငံတစ်ခုဖြစ်လာမှာပေါ့ဗျာကျွန်တော်တို့ကတော့အကောင်းမျှော်လင့်နေပေါ့ကျွန်တော်တို့က optimism သမားတွေဗျာနော်ဒါကြောင့်မို့လို့ပါသိလားနော်တခြားတော့မဟုတ်ပါဘူးကျွန်တော်တို့အမမင်း online ပြောသလိုရေကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးတော့မှ civilian government ပေါ့ဗျာအယက်သားအစိုးရပေါ်ကိုကျွန်တော်တို့ဝိုင်းဝန်းကြိုးစားကြရင်တော့ကျွန်တော်တို့ခင်ဗျားတို့ကိုမျှော်လင့်လာတဲ့နိုင်ငံတစ်ခုဖြစ်လာမှာပေါ့ကျွန်တော်ကတော့အဲ့လိုပဲယူဆတယ်ဗျာသိလားကျွန်တော်ဘာဖြစ်အားလုံးလည်းဒီရေကောက်ပွဲကိုယုံကြည်နဲ့မဲထည့်ပြီးတော့အားပေးပြီးတော့အယက်သားအစိုးရလေးပေါ့အောင်ဝိုင်းဝန်းကြိုးစားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေမိသားရက်ခံပါတယ်ဗျာဟုတ်ကဲ့ပါဘာပဲဖြစ်ဖြစ်ပီကန်ဖြူဆိုတာလဲဒါသူအင်အားကြီးပါတီတစ်ခုပဲလေအတိုက်ခံမှု NLD နဲ့ပီကန်ဖြူနဲ့ရှင်လိုက်ရင်တော့ပီကန်ဖြူကအများကြီးအားသာတယ်ဗျပြောရမယ်ဆိုရင်ဘာပဲဆိုသူ့မှာ discipline ကောင်းတယ်နော်ကျွန်တော်တို့ NLD ကအတိုက်ခံလို့ဆိုပေမဲ့ဗယံဗလာပါတီဖြစ်နေတယ်ဗျဒါကကျွန်တော်တဲ့ပြောတာဗျတဲ့မနော်ကျွန်တော်စိတ်တော့မစိုးနဲ့တဲ့လားနော်ဒါတော့ကျွန်တော်ဒီည intro ရကျွန်တော်ရေးကျွန်တော်ဒီလိုကျွန်တော်ပြောပြီးပါမယ်လို့ပြောတယ်ဒါကကျွန်တော် knowledge မျှဝေတဲ့သဘောအများလည်းနားလည်လို့ထင်ပါတယ်နော် okay see you thank you